စားတဲ့ရဟန်းရဲ့ဘယ်တုန်းကတဲ့ခုနှစ်တုန်းကရန်ကုန်ဆင်းလာခဲ့တာလဲဟုတ်ကဲ့2016ကနေစရောက်ခဲ့ဘာလို့ဖို့လဲဆိုတော့ပထမတော့သူများတွေရစင်ကာပူသွားကြတယ်ပေါ့သူများတွေရစင်ကာပူသွားတော့တမီလည်းအထင်သေးပြီးတော့ချင်းကြီးပြီးတော့တမီလည်းသွားခဲ့စင်ကာပူရောက်တော့အစီမပြေဘူးပေါ့နော်အင်ရှင်တွေရလည်းများပြီးတော့ထမင်းလည်းမဝအောင်ပြီးတော့အလုပ်ကလည်းနားခွင့်မပြေဘူးအရန်ပြင်ပန်းတော့ပြီးတော့သမီးမှာဟိုအစာအိမ်ရှိတယ်အဲ့ဒါနဲ့သမီးမလုပ်နိုင်ပဲနဲ့ပြင်လဲလာခဲ့စင်ကာပူမှာပဲဘယ်နှစ်လလောက်ကြာသွားလဲဘယ်နှစ်လကြာသွားတယ်ဆိုတော့စရောက်တော့ဟိုအင်ရှင်တွေကမခေါ်ဘူးပေါ့နော်အဲ့လုံးကနှစ်လလောက်ကြာသွားတယ်ကြာသွားတော့ကားစီးလိုက်ဟိုသွားလိုက်ဒီသွားလိုက်ဆိုတော့သမီးတို့အစားကိုမစားနိုင်ဘူးအစားမစားနိုင်တော့ကားလည်းအကြာကြီးစီးရတယ်ဆိုတော့သမီးကမစီးနိုင်ဘူးကားမှုတို့တအားကားမှုတော်သိတယ်မဟုတ်လားအဲ့နဲ့ကားပေါ်မှာဖျားဟိုဖျားလိုက်အဲ့သမီးကလည်းအင်္ဂလိပ်စကားမကျွမ်းတော့မပြောရဲအဲ့လိုမျိုးနေမကောင်းရင်လည်းနေနဲ့အဲ့လိုမျိုးအစာအိမ်ထမင်းနဲ့မစားတော့တော်တော်လေးရက်ကြာသွားတော့မစားတော့အစာအိမ်ဖြစ်သွားတာအစာအိမ်ဖြစ်တော့အဲ့လိုမျိုးအလုံးမလုံးနိုင်ပဲနဲ့ပြန်လဲလာခဲ့တယ်ဟုတ်စင်ကာပူမှာအနေပြန်လာတာပဲခုနှစ်တော့ဖြစ်မှာလဲဘယ်ခုနှစ်လဲဆိုတော့2016ကနေပဲပြန်လဲလာခဲ့တယ်ဟုတ်ဆိုတော့ရန်ကုန်ကနေဒီရန်ကုန်ပြန်လာတော့ရန်ကုန်နေစိတ်မှာပျောက်သွားသေးတယ်လို့ပြောတယ်ဟုတ်ကဲ့ပျောက်သွားလဲဆိုတော့သမီးတို့စင်ကာပူကနေထွက်လာတာစောစီးထွက်လာ9 နာရီလောက်ဒီရန်ကုန်ကိုရောက်သွားတယ်အဲ့ဒါဆီယမတွေကသမီးကိုသူတို့ကြိုတဲ့အချိန်မှာတော့12 နာရီတနာရီလောက်ကြိုမှာပေါ့သမီးက9 နာရီရောက်တော့အဲ့ဒီကနေသမီးကမကြိုဘူးထင်တာမကြိုဘူးထင်တော့သမီးကိုဘာသာကိုမဲတော့ပဲလာမှန်းလို့မသိတော့ဟိုတက်စီသမားကိုပြောပြီးတော့သမီးသိတဲ့နေရာကိုလိုက်ဖို့ခိုင်းတယ်လိုက်ဖို့ခိုင်းတော့အဲ့ဒီနေရာမှာပဲဟိုပိုက်ဆံရှိတာအဲ့တော့ကစင်ကာပူအနေပြန်လာမဖို့စုဆောင်းပြီးတော့ update ပြီးရင်လည်းသမီးမထွက်ပဲနဲ့အဲ့ဒီပိုက်ဆံကိုစုပြီးတော့လေးစင်မှာလဲလိုက်တာအဲ့ဒါ8000လောက်တော့ရအောင်အဲ့ဒါနဲ့တက်စီငားလိုက်တယ်တက်စီငားတော့9000ကျော်ကြတယ်အဲ့ဒီကြတော့ပြီးအင်ကိုလည်းဆက်သွယ်ချင်တော့ဖုန်းလည်းတစ်လုံးလောက်ဝယ်လိုက်ပြီးအဲ့ဒီကနေပိုက်ဆံတော့ကုန်တာပါပဲလက်ထဲမှာ9000လောက်ပဲကျန်တော့အဲ့ဒီကနေစဒုက္ခရောက်တာအဲ့ရှာမအင်ကိုရှာနေတာတမီးကမသွားတတ်ဘူးရှာရင်းနဲ့နှစ်ပတ်သုံးပတ်လောက်ကြာသွားတယ်အဲ့တော့ကပမာနေလဲဆိုတော့အဲ့ဒီဟိုချင်းလုံးကိုသူတို့တွေလည်းဒုက္ခရောက်တဲ့သူတွေကြီးပဲအဲ့ဒါသူတို့တွေစီမှာသူတို့ကအဲ့လိုမျိုးလမ်းမေးမှနေတာပေါ့နော်အဲ့လိုမျိုးနေကြတယ်သူတို့အိန္ဒိယလိုမျိုးအဲ့ဒီတော့သမီးကသူတို့နဲ့ပူပေါင်းပြီးတော့သူတို့စကားလည်းသမီးနားမလဲသမီးစကားလည်းသူတို့နားမလဲနားမလဲချင်းတော့သူတို့ကအင်္ဂလိပ်စကားပြောတော့သမီးကတင်နားမလဲအဲ့လိုမျိုးဖြစ်တယ်သူတို့ကကလပ်သွားတယ်ဆိုရင်သမီးကအပင်ကနေစောက်ပြီးအဲ့လိုမျိုးနေရင်းနဲ့ကြာလာတော့သမီးရိုမီမတ်မှာဟိုရိုမီမတ်ဆိုတာရိုမီမတ်နီးနားမှာဆိုတာသမီးတည်တယ်မပုံတင်လိုနေတယ်အလုပ်လုပ်ချင်တယ်ဆိုတော့လေအလိုနေတော့ဆီယမအိမ်ကိုလိုက်ရှာတယ်ဆီယမကိုလမ်းမှာကားပေါ်ကနေဆင်းလာတာတွေ့အဲ့ဒီအချိန်ကလေးကဟိုဆီယမတမက်အဲ့မှာတိတ်လိုက်တော့ဆီယမနော်မမသူအလုပ်ရှာပေးလိုက်တယ်အဲ့ဒါကလားအိမ်မှာသမီးကိုထဲပေးလိုက်ကလားအိမ်မှာအလုပ်လုပ်တယ်စင်ကာပူလိုပါပဲအလုံးနားချင်မပေးပြီးတော့သမီးထွက်ခွင့်မပေးဘူးအပင်ထွက်တော့လဲသူတို့အပင်ထွက်ကုန်တယ်ဆိုရင်သမီးကိုအပင်ကနေတော့ခတ်အပင်ထွက်ခွင့်မပေးဘူးအဲ့လိုမျိုးငါသမီးကြာလာတော့မနေနိုင်အဲ့လိုမျိုးအဲ့ဒီကနေစပြီးတော့ဒုက္ခရောက်တာတွေကြီးပဲဟုတ်ဆိုတော့ရန်ကုန်မှာရောအိမ်ပေါ်နဲ့လုပ်တယ်ဆိုတော့ဘယ်နှလကြားလောက်လုပ်တယ်ပြီးတော့ပါပြီဘယ်နှလကြားရဲဆိုတော့နှလလုပ်တယ်နှလကြားထဲမှာလက်စာလည်းမရတော့သမီးမလုပ်တော့လက်စာတပြားမှလည်းမရသမီးသုံးစီလည်းမရှိဘူးပြီးတော့ဖုန်းရှိတော့လည်းဖုန်းကိုမသုံးခိုင်းဖုန်းကိုသူတို့တွေကမသုံးနဲ့မသုံးနဲ့ဘာငယ်ပြောတော့မသုံးဒီတိုင်းပဲထားလိုက်ဖုန်းသုံးခွေလည်းမပြေဘူးပြီးတော့တခြားလုပ်ပြန်ပြောင်းလာတာဘယ်လိုလဲပြန်ပြောင်းလာတာမပုံတင်တောင်းတယ်မပုံတင်မရှိတော့ဘဲနေရဟိုရှာလို့မရဘူးဖြစ်ဆိုတော့ဒီအရင်ကဗီဒီယိုထဲမှာဒီစားတော့ဆိုင်မှာလည်းလုပ်ခဲ့လို့ပြောပါအဲ့ဒါပဲအဲ့ဒါရော
အရင်ကစားတော့ဆိုင်မှာလုတ်ခဲ့တယ်ဆိုတာဟိုဖက်မှာပဲမော်တင်ဖက်ဆိုင်လက်ဖက်ရည်ဆိုင်မှာပဲလုတ် ဘယ်တော့အလုပ်တာလဲ ဘယ်တော့မှလုတ်တာလဲဆိုတော့ခလေးမရခင်လုံးကပေါ့ခလေးမရခင်လုံးကအဲ့မှာလုတ်ခဲ့ ဒီယောက်ျားရပြီး ဟုတ်ကဲ့ဟုတ် ဆိုတော့အင်ဘောလုပ်ပြီးယောက်ျားနဲ့ဘယ်လိုမျိုးတွေ့တာလဲ ဘယ်လိုမျိုးတွေ့တာလဲဆိုတော့တမီးတို့ပန်းချင်မှာသွားတယ်ပန်းချင်မှာသွားတော့အဲ့ဒီကနေသူတို့တွေဟိုချင်းမတွေနဲ့သူတို့တွေကဟိုဘယ်လိုပြောမလဲအရက်တောက်တာတွေကြီးများတော့လေချင်းမချင်းဟိုတိတ်ဟိုဘယ်လိုလဲအိန္ဒိယမှာလို့အရက်တောက်တာများတော့တမီးတို့ဘီနာမှာထိုင်တယ်ထိုင်တော့အဲ့ဒီတမီးယောက်ျားဘီနာမှာထိုင်လာတော့အဲ့ဒီကနေစကားပြောရင်းနဲ့အဲ့လိုမျိုးတွေ့သွားတယ်ပေါင်းကြတာကဘယ်ခုနှစ်တုန်းကပေါင်းတာလဲဘယ်နှစ်လတုန်းကလဲ ပေါင်းထားတာအဲ့ဒီ2016မကုန်သေးဘူးအဲ့ဒီကနေစပေါင်းတာပေါင်းတယ်ဆိုတာက तू ကပြုတ်လိုက်သမီးကလိုက်ရှာလိုက်ပြုတ်လိုက်လက်ရှာလိုက်အဲ့လိုမျိုးပေါ့နော်ဒုက္ခတော့အဲ့ဒီကနေသူ့ကိုပေါင်းကြတဲ့ကတော့အစကလေးကဒီစင်ကာပူကနေပြင်လာကြတဲ့ကတော့ဒုက္ခတော့အဲ့လိုမျိုးတွေ့တာ ဆိုတော့ယောက်ျားနဲ့ပေါင်းပြီးပမာနေရတယ် ယောက်ျားနဲ့ပေါင်းပြီး23လမှနေသေးတယ်23မှာ8တောင်မှာအဆောင်ငားပြီးတော့နေသေးတယ်နေတာနဲ့အဆောင်ခမပေးနိုင်တော့တမီးကလည်းပိတ်ကြီးတယ်ဆိုတော့အဲ့ဒီကနေပိတ်ကြီးနေပြီဆိုတော့တမီးအလုပ်လည်းမလုပ်နိုင်တော့သူလည်းအလုပ်အစီမပေးဘူးအစီမပေးတော့အဆောင်မငားနိုင်အဆောင်မငားနိုင်နဲ့စီးရုံမှာလည်းအိတ်သေးတယ်စီးရုံမှာလည်းငရက်တုံးရက်အိတ်သေးတယ်အဲ့ဒီကလည်းအချင်းမနေနိုင်တော့သူ့အမေအိမ်ကိုအကူကြီးတောင်းပြီးအဲ့လိုမျိုးဟိုသူတို့မိမအိမ်မှာပေါ့နော်တရ3000နဲ့အဲ့မှာငါပြီးနေအဲ့လိုနေတော့ကနာဖက်တာတရဆောက်လဲဆိုပြီးတော့အိမ်ဖြစ်လိုက်တော့တမီးတို့နေစရာမရှိပြန်တော့တမီးကလည်းအဲ့လိုမိုက်ချင်းနေတယ်ဆိုတော့ဒီဟိုနာဘရက်တက်ကိုခန်းမှာတဲတယ်တော့ဗိတ်နာတာလည်းအဲ့ဒီကနေနာတာပဲတမီးယောက်ျားလည်းအလုပ်သွားတယ်သွားပြီးတော့တမီးတယောက်တည်းည10နာရီတော့မှဆေးရုံသွားတော့အဲ့ဒီကနေစီတို့ဆေးရုံကနေမွေးဆေးလည်းမရှိဘူးမွေးဆေးရုံရှိလဲအဲ့ဒီမှာပဲအစီအပြီးတလို့တော့အမနေထမင်းတော့ငတ်တာပေါ့နော်အဲ့ဒီဟိုကလေးမွေးနိုင်ပြီဆိုပြီးဆိုတော့ねသမီးတို့ဖြစ်နိုင်တယ်တော့စီစဉ်ခဲ့အဲ့ဒီပြန်ဖို့ဆင်းတော့လဲဆင်းဖို့လည်းသမီးနေတဲ့နေစရာမရှိပဲဆင်းနေရမှမသိဘူးအဲရောက်ခမတွေရလဲမခေါ်နောက်ဆုံးကြမှာပဲသမီးတို့ဆင်းနေတဲ့ချိန်မှာပဲသူတို့ပြန်လာပြီးတော့ပြန်ခေါ်လာတယ်သူတို့အိမ်မှာ9ရက်ပဲနေခိုင်းတယ်9ရက်နေခိုင်းပြီးတော့သမီးတို့ကိုပြန်ပြောင်းခိုင်းတယ်အဲ့လိုမျိုးသမီးတို့လက်ထဲမှာပိတ်ဆံရှိတယ်ဆိုရင်သူတို့တွေရတော့ခေါ်တယ်ပေါ့နော်သမီးတို့လက်ထဲမှာပိတ်ဆံမရှိတော့သူတို့ပြန်ပေါင်းထုတ်အဲ့လိုမျိုးဒုက္ခရောက်ရောက်မှရနေစင်တော်တော့ပြန်မနေရတယ်အစင်းတော့နေတယ်ဆိုတာဟိုညဆိုရင်ဟိုအင်တာနက်ဆိုင်မှာထိုင်နေတာတမီးတို့ကအိတ်တာခုံပေါ်မှာအိတ်တာသူရအင်တာနက်ဆိုင်ထိုင်ကြတာတမီးတို့ကမထိုင်တတ်ဘူးပေါ့နော်ဒီဗီတွေလည်းပါငယ်မနေတတ်ဘူးပေါ့အဲ့လိုတကယ်လုံးထိုင်လို့ရတဲ့နေရာဟိုရဲနဲ့ကင်းတဲ့နေရာမှာပေါ့နော်အဲ့လိုထိုင်ယောက်ျားရောက်ပါလောက်တာလေယောက်ျားအရင်တော့သူကတော့လက်ဖက်ရည်ဆိုင်ကလောက်တယ်ဒီနေ့3500ဆိုတော့တည်ရမလားစားဖို့တောက်ဖို့လုံပဲရှိသူကလည်းပြုတ်လိုက်ပြုတ်လိုက်ဆိုတော့သမီးရလိုက်ရှာတာပုံများတာပေါ့အလုပ်ကလည်းပဲစိုက်ကလည်းနင်းဖို့တယ်စိုက်ကနင်းတာလည်းအဖမ်းခံသွားတယ်စီပင်တွေကဖမ်းခံသွားတော့အဆင်မပြေဘူးအဲ့လိုမိုးတွေဖက်တဲ့ဒုက္ခရောက်တာပဲဟုတ်ဆိုတော့ယောက်ျားနဲ့ယောက်ျားမရှိတော့တာကဒီအချိန်လုံးကမရှိတော့ဘူး2000ခလေးမွေးပြီးတာနဲ့သူမရှိတော့ခလေးမွေးပြီးဘယ်နှစ်လလောက်ရှိမလဲသူဘယ်နှစ်လလဲဆိုတော့4လလောက်တော့ရှိသေးတယ်အဲ့ဒီပြီးတဲ့နောက်မှာသူကပြုတ်သွားတယ်။ဘာကြောင့်ပြုတ်သွားလဲ။ပြီးတော့ဘယ်လိုလုပ်ကြလဲ။သမီးတယောက်တည်းသူ့ကိုရှာလိုက်နေတိုင်းလိုက်ရှာနေတာပေါ့။ဟိုမျိုးတကုံရောက်လိုက်သားရဖက်လက်ဟိုရောက်လိုက်ဒီရောက်လိုက်အဲ့လိုမျိုးလိုက်ရှာနေရမတွေ့ပြန်ဘူး။သူမျိုးပိတ်ဆိုင်ကိုဝေးပြီးတာ1000 2000ကိုလည်းသမီးတို့တာဝင်းနေရောက်မစားပဲနဲ့လမ်းစလေးတွေနဲ့အဲ့လိုမျိုးပုံသွားတာပေါ့နော်။တချို့လူတွေကတော့တနာလို့ဆိုပြီး1000ပေးလိုက်မုတ်လို့ပေးလိုက်အဲ့လိုမျိုး
အဲ့လိုဟိုကနေနေရတာ ယောက်ျားရောက်ပြီးနောက်ပိုင်းဒီစင်ကာပူကနေပြန်လှည့်လာပြီးနောက်ပိုင်းအဖေမေတို့နဲ့ဘယ်နှချိန်လောက်ဖုန်းပြောပြီး နှစ်ချိန်တော့အဆက်သွယ်ရတယ်ဖုန်းရှိသေးတော့အဲ့ဒီဖုန်းကိုလည်းသူများတွေအလင်ခံရတာပဲရောင်းစားတာလည်းမဟုတ်သူများအလင်ခံပြီးတော့ဖုန်းဆက်မယ်ဆိုပြီးတော့အကူကြီးတောင်းတာသူတို့ဟိုဖုန်းဆက်ကျင်တယ်ဆိုပြီးဆက်ပေးလိုက်တယ်အဲ့ဒါသူတို့တွေကအဲ့လိုမမသွားတာပေါ့ဟာဘာမှစကားလည်းတိတ်မပြောတော့သူတို့ကလင်သွားတာဖုန်းခဏဆက်ပြီးဆက်ကူကြီးတောင်းပြီးတော့အဲ့လိုမျိုးသူတို့ကမသွားတာဆိုတော့ယောက်ျားနဲ့ရင်ဖြစ်တဲ့အချိန်အကြောင်းနဲ့မိဟိုအဖေတို့စီမှာပြောရတယ်ဒီလိုပြောတယ်ဆိုတော့ဘယ်လိုမျိုးရင်ဖြစ်တာအဲ့လိုသူတို့အမေအိမ်မှာနေတာပေါ့နော်အမေတော့ဟိုသူတို့အမေတွေကသူ့သားကိုဘယ်လိုပြောမလဲသမီးကိုမကောင်းကြောင်းကိုပြောတာပေါ့နော်သူ့သားသမီးကိုရိုက်တယ်ပြပါးတွေရိုက်တယ်အဲ့ဒါနဲ့သမီးကအဖေကိုဖုန်းအဲ့တော့ကဆိုဖုန်းရှိသေးတာကိုဖုန်းရှိသေးတော့အဖေကိုဖုန်းဆက်လိုက်တာအဲ့သမီးငိုတန်ကြတော့အဖေကတည်သွားတော့အဲ့ဒီချိန်ကျစကားနည်းနည်းစကားများသေးတယ်ဟိုသမီးကပြောလဲအဖေတို့ကတော့မှသမီးကိုပါမရိုက်ဘူးလို့နင်ကြမှာအဲ့လိုမျိုးပါရိုက်တယ်လို့အဲ့ဒါကိုအဖေကိုပြောပိုးတယ်ဆိုတော့ဒီရန်ကုန်စေယုံစီမှာလာပြောတမင်လာစားတဲ့ကိစ္စအဲ့ဒါဘယ်ရနေအဲ့ဒါဘယ်ရနေလာလဲဘယ်လိုမျိုးအဲ့တရေတမင်စားဖို့အဲ့ငါရောက်တာသမီးတို့ကသမီးယောက်ျားကိုရှာနေတာပေါ့နော်နေ့တိုင်းရှာတယ်ဟိုရောက်လိုက်ဒီရောက်လိုက်ဟိုရောက်သူကဟိုမှာတွေ့တယ်ဒီမှာတွေ့တယ်သမီးလျှောက်ရင်းနဲ့ပဲလမ်းကိုရောက်မှမသိတော့သမီးကလည်းအိတ်တာလည်းအိတ်ကြီးပြက်တာလည်းရက်ပေါင်းမနေတော့ဘူးလေအဲ့ဒါကြောင့်သမီးကလည်းယူကြောင်တော့ပြီးတော့အဲ့ဒီနေရာရောက်လာတယ်အဲ့ဒါနဲ့သူမြတ်တန်းစီတော့သမီးလိုနေတယ်ဆိုပြီးတော့တန်းစီလိုက်တယ်တန်းစီတဲ့အချိန်မှာဟိုအဖွဲကြီးတယောက်ကအဲ့လိုမျိုးသမီးကိုဒုက္ခရောက်နေတယ်မလားတဲ့ဒီနေရာမှာအကူကြီးတောင်းလို့ရတယ်တောင်းလိုက်ပါလားဆိုပြီးတော့အကျဉ်ပေးလိုက်သမီးကထမင်းစားပေးတာနဲ့အဲ့လိုမျိုးအကူကြီးတောင်းတာပေါ့နော်အဲ့ဒါသမီးကိုပတ်စံပေးလိုက်သမီးကိုကိုငေပေးတယ်9000ပေးတယ်9000ပေးပြီးတော့သူတို့ဖုန်းထဲမှာအဆက်သွယ်လုပ်ပြီးတော့ထပ်ပြီးတော့9000ရတယ်3,000ပေါ့နော်သမီးကိုဝေးပြီးကကိတ်လိုက်ပို့ပြီးတော့သမီးကအရန်မို့တော့ဘယ်လိုပြောမလဲတိတ်တဲ့နေမကောင်းသမီးကိုဘာသာကိုလည်းမထိန်ချုံနိုင်ဘူးပေါ့နော်ပြီးတော့ခြေထောက်တွေလက်တွေကလည်းကျင်းနေဘာဖြစ်လို့လဲမသိဘူးအဲ့ကျင်းနေတော့ခလေးလည်းမထိန်နိုင်အဲ့ဒါနဲ့အဝေးပြီးကကိတ်ရောက်တာနဲ့ဟိုလိုကအင်ကြီးပေးခလေးအင်ကြီးလေးပြီးအဲ့လိုမျိုးပေးနေကြတယ်အဲ့ဒီချိန်ကျမှသမီးကမပြန်နိုင်တော့အဲ့10နာရီလည်းထိုးတော့မယ်ကားထွက်တဲ့ချိန်ကားမင်းတကယ်ပြောရတယ်ဆိုရင်ကားမင်းလည်းဆိုရင်အရန်ကြောက်တယ်သမီးအရန်ကြောက်တယ်ကားကိုအရန်ငုံတယ်တဲ့အဲ့ဒါနဲ့သမီးပြန်လက်လာဘာလို့ကားကြောက်တာလဲကားမုန်းကားတအားမိုးတော့ကားပေါ်မှာတခုခွေးဖြစ်မှာအရန်ကြောက်အင်းကတော့အရန်ပြန်ချင်းတယ်ကားစီရမှာမစီးနိုင်ဘူးအခုလည်းအဖေတို့လည်းကားစီရမယ်ဆိုတော့အဆင်ပြေလားအဖေတို့စီးတယ်ဆိုတော့ဘီနာမှာခလီထင်းကြီးမဲ့လို့ရှိတော့လေအဆင်ပြေတယ်ဆိုတော့ကိုငယ်ပြီးမဲ့တော့လေသမီးကိုလင်းနဲ့ထင်ပါဦးလေသမီးကြောက်သမီးတကယ်လိန်တာမဟုတ်ဘူးကားမစီးနိုင်လို့ပြီးတော့ခလေးလည်းမထိန်နိုင်ပြီးတော့ကားစီးရမှာအရန်ကြောက်ကားစီးရမှာထင်ဘယ်တော့ပဲဝီလန်းချုပ်ပြီးပြန်ခိုင်းတယ်ဆိုတော့သမီးပြန်နိုင်တယ်ကားအရန်မိုးတော့အရန်ကြောက်တယ်အဲ့ဒါကြောင့်သူတို့ကိုလည်းလိန်တာမဟုတ်ဘူးပြန်လာပြီးတော့သမီးမပြန်တော့ကားမစီးနိုင်လို့အဲ့ဆိုင်ကသမားတွေကိုပဲထိပို့နိုင်လဲဆိုပြီးတော့မီးတော့မိကားမစီးနိုင်ဘူးဆိုဘူရာဖက်တာနေပြန်လိုက်ဆိုပြီးဘူရာဖက်ကိုဟိုဆိုင်ကယ်ငားလိုက်တယ်ဆိုင်ကယ်က9000တောင်းတယ်ရထားစီးပြီးပြန်လာတော့ဘူရာယုံပါအဲ့မှာချလိုက်
အဲ့မှာဆင်းပြီးတော့အဲ့မှာဘူရာယုံမှာအကြာကြီးထိုင်နေသေးတယ်အဲ့ဖုန်းနံပါတ်တွေဖုန်းဆက်ဖို့လဲဖုန်းနံပါတ်တွေရလဲအဲ့ဒီအဝေးပြေကကိတ်ရောက်တော့ခလီချိုးပြီးအင်ကြီးလဲပြီးတော့ဖုန်းနံပါတ်ကိုကြီးပြေးမဲ့သူတွေရဲ့ဖုန်းနံပါတ်တွေကိုပြုတ်သွားတယ်အဲ့အဆက်တွေ့လို့မရတော့အဲ့ဒီချိန်ကျမှတမီးကလည်းသူတို့တွေကိုဆက်တွေ့ချင်တော့လဲဆက်တွေ့လို့မရဘူးပေါ့